ချိန်တန်တော့လဲကို့ထုတ်ကိုထမ်းပြီးကို့လမ်းကိုလျှောက်ကြရမှာပါပဲဘယ်လိုထုတ်ကိုထမ်းပြီးဘယ်လိုလမ်းမျိုးကိုလျှောက်မလဲဆိုတာကတော့ကိုယ်တိုင်ရွေးချယ်ထားရမှာပါကုသိုလ်အထုတ်ထမ်းမလားအကုသိုလ်အထုတ်ထမ်းမလားကုသိုလ်အထုတ်ကပေါ့တယ်သူဂတိဘုံဆိုတဲ့အထက်ကိုရောက်စေတယ်အကုသိုလ်အထုတ်ကလေးတယ်ဒုဂတိဘုံဆိုတဲ့အောက်ကိုရောက်စေတယ်ဘယ်အထုတ်ကိုရွေးမလဲကုသိုလ်လမ်းကိုရှောက်မလားအကုသိုလ်လမ်းကိုရှောက်မလားကုသိုလ်လမ်းကသွားရင်သူဂတိဘုံကိုရောက်မယ်အကုသိုလ်လမ်းကသွားရင်ဒုဂတိဘုံကိုရောက်မယ်ဘယ်လမ်းကိုရွေးမလဲကိုကြိုက်တာကိုရွေးပါကိုရွေးတာကိုရမှာပါလူဘဝရနေတော့အချိန်လေးရှိတော့ကုသိုလ်အထုတ်ကြီးကြီးထုတ်ထားပါကုသိုလ်ခီးလန်းဖြောင့်တန်းနေအောင်ကြိုးစားထားပါ